မင်္ဂလာပေါင်းနဲ့ခါညောင်းပြည့်စုံတဲ့နေ့လေးဖြစ်ပါစေရှင်။ကျွန်မရဲ့ Dr. Khai Essential Jerry Health YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကျမတို့ပြဆွေးနွေးမယ့်အကြောင်းအရာကတော့လူကြီးတွေမှာဖြစ်တတ်တဲ့စီးကျိုယောဂအကြောင်းပဲဖြစ်ပါတယ်။ Okay ပထမဆုံးအနေနဲ့စီးကျိုသွေးကျိုဖြစ်နေပြီလားဆိုပြီးတော့ထင်ရမယ့်နော် symptoms ယောဂလက္ခဏာလေးတွေကဘာလေးလဲဆိုရင်ပုံမှန်ထက်ပိုပြီးတော့ရင်ငတ်တယ်ပြီးတဲ့အခါကျတော့ပုံမှန်သွားနေကြနော်စီးသွားတဲ့အကြိမ်ကြီးတွေဟာဆိုရင်ပိုပြီးတော့များလာမယ်စီးလဲနော်သွားတဲ့အကြိမ်တိုင်းမှာလဲစီးတွေလည်းအများကြီးသွားတယ်ပေါ့ပြီးတဲ့အခါကျတော့နော်လူကြီးတယောက်မှာဆိုရင်ပုံမှန်မဟုတ်ဘဲနဲ့အကြောင်းရင်းမရှိဘဲနဲ့နော်ကိုယ်အလေးချိန်တွေလည်းကျလာတယ်ပြီးတဲ့အခါကျတော့သူကပုံမှန်လုပ်နေကြပေါ့နော်အိမ်လုပ်လေးတွေပဲဖြစ်ဖြစ်ပေါ့အရင်တော့အဲ့လောက်မပင်ပန်းအခုဆိုနည်းနည်းလေးလှုပ်လိုက်တာနဲ့ပင်ပန်းလာတယ်ဒါလေးတွေဆိုရင်တော့ပုံမှန် medical check up လုပ်နေကြလို့မဟုတ်ဘူးဆိုရင်စီးကျိုဖြစ်နေပြီလားဆိုပြီးတော့နော်စစ်ဆေးတင်တယ်တချို့ကြတော့လေနော်အဲ့ပုံမှန်ယောဂနာလက္ခဏာလေးတွေကို miss ဖြစ်သွားတယ်ပေါ့နိအဲ့အချိန်မှာဆိုတော့ complications ဖြစ်သွားတဲ့အဆင့်ကြမှာသိတာမျိုးလည်းရှိတယ်အဲ့ဒါကြီးကြတော့ဘယ်လိုမျိုးလဲဆိုရင်သူကပိုးဝင်လဲပေါ့နော်ဒီ infection ဖြစ်တာပို့ပြီးတော့prone ပို့ဖြစ်တယ်ဥပမာစီးပိုးခဏခဏဝင်တာမျိုးတချို့ကြတော့လေနော် skin မှာပေါ့အနာတရားတစ်ခုရပါမယ် wound ကဆိုရင်သူက healing မဖြစ်ဘဲနဲ့အနာရင်းသွားတာမျိုးအဲ့ဒါမျိုးနဲ့လာတတ်တယ်ဒါဆိုရင်တော့ဒီအဆင့်အဆိုရင်နော်ပုံမှန်ဆက်စချင်းအဆင့်တန်းနဲ့ကြော်သွားတဲ့နော်body မှာ complications လေးတွေဝင်နိုင်အဆင့်မျိုးတောင်ရောက်နေနိုင်တယ်တချို့ကြရလဲနော် complication အနေနဲ့ဆိုရင်ဒီမှာ diabetes ကြောင့်မလို့ဖြစ်တဲ့နော်မျက်စိယောဂါတွေဖြစ်တဲ့အချိန်ကြာမှာသိရတာမျိုးဆေးရုံဆေးကန်ရောက်လာတာမျိုးရှိတယ်တချို့ကြတော့လဲနော်စီးကျိုအတက်အကျတွေဖြစ်နေပြီးတဲ့အခါကျတော့သူကဆိုရင်ဘာဖြစ်စေလဲဆိုတော့လူကြီးတွေမှာဆိုရင်သူက false ပေါ့ခဏခဏပြုတ်ကြတာအဲ့ဒါမျိုးတွေဖြစ်ပြီးတော့မှdiabetes emergency အနေနဲ့ဆေးရုံဆေးကန်ရောက်တာမျိုးတွေလည်းရှိတတ်တယ်အဲ့တော့ခုနယောဂလက္ခဏာလေးတွေရှိနေပြီဆိုရင်ကိုယ့်ရဲ့နော်လူကြီးမိဘတွေကို blood glucose ပေါ့ glucometer လေးနဲ့အိမ်မှာရှိရင်ဖြစ်စေနီးစပ်ရာဆေးပေးကမ်းမှာရှိရင်ဖြစ်စေsugar ကိုဖောက်ပြီးတော့စစ်ကြည့်တင်တယ်အဲ့ခါမှာစစ်လို့ရတာအမျိုးစုံအချိန်မျိုးစုံတော့ရှိရပေါ့ fasting glucose ဆိုတာကကြတော့ကျမတို့ဒီည10နာရီနောက်ပိုင်းအစာမစားထားပဲနဲ့မနက်ပေါ့နော် fasting တိုင်းကmaybe 8 hours ပေါ့မနေ့ကျရင် fasting glucose ဖောက်ကြည့်တာမျိုးအဲ့ခါကျရင်120ထက်များနေတာမျိုးဒါမှမဟုတ်ရင် laboratory မှာသွားပြီးတော့စစ်ကြည့်တဲ့အခါမှာနော်ကျမတို့ဒီ HbA1c ပေါ့ past 3 months က sugar control သိနိုင်တဲ့ test စစ်ကြည့်တာမျိုးပေါ့အဲ့ဒါဆို6 to 6.5ထက်များနေရင်ဖြစ်စီပြီးတဲ့အခါကျတော့ခုနယောဂ symptoms တွေယောဂလက္ခဏာတွေရှိတယ်အခုပေါ့နော် random glucose ဖောက်ကြည့်ရတဲ့အခါကျရင်200ထက်များနေတာဒီလိုမျိုးဒီ test တွေကိုပေါ့နော်လိုအပ်တယ်လို့စစ်ကြည့်ပြီးတဲ့အခါကျရင်ဆရာဝန်နဲ့ပြသပြီးတော့ဒါဆိုရင်ဒါ diabetes ဖြစ်နေပြီဆိုတော့ယောဂလက္ခဏာတွေပေါင်းစပ်လိုက်တဲ့အခါကျရင် diagnosis လုပ်နိုင်ပါတယ်Okay so diagnosis ရသွားပြီဆိုရင်ကျမတို့က treatment ဘိုင်းကို discussion ဆက်လုပ်ကြရမယ်အဲ့ခါကျရင်ဆေးစတောက်ရတော့မှာလားပြီးရင်ဆေးရရော oral ပဲလားဒါမှမဟုတ် insulin လိုနေပြီလားစသဖြင့်discussion ကအမြဲသွားတယ်ပေါ့အဲ့တော့ even though ပေါ့နော် health literacy ကောင်းတဲ့ country တွေမှာတော့မှတချို့တလေကဆိုရင်ဒီလိုမျိုးယောဂလက္ခဏာတွေကိုignore လုပ်တယ်ပြီးရခါကျတော့သိနေတယ်အစာရှောင်မယ်ဆိုပြီးတော့ lifestyle changes လုပ်မယ်ဆိုပြီးတော့เนาะကိုအစာတွေရှောင်တယ်ပေါ့အချိုတွေရှောင်တယ်တခါလေကြာရင်လည်းစားပစ်လိုက်တယ်ပေါ့အဲ့လိုမျိုးနဲ့ထိန်းတယ်ဆိုပြီးတော့ဆက်မစစ်တော့ပဲနဲ့အနိုင်ပိုင်းလိုက်တာမျိုးတွေလည်းရှိတယ်ဒါပေမဲ့အဲ့ဒါတွေကကောင်းလားဆိုတော့မကောင်းရှင်နောက်ဆုံးကြတော့ဘာဖြစ်လဲဆိုရင်တော့ complication ရောက်လာတော့မှဆေးရုံရောက်လာတယ်အဲ့ခါကျတော့ခြေထောက်ပုတ်တာမျိုးเนาะဒီခြေထောက်သွေးကြောတွေပိတ်နေတဲ့အဆင့်မျိုးခြေထောက်ဖြတ်လိုက်ရတာမျိုးအဲ့အချိန်ကျတော့မှ diagnosis ရတဲ့အခါကျတော့နော် very delay ဖြစ်သွားပြီအဲ့လိုမျိုးတွေဆိုရင် operation လုပ်ပြီးဝိုင်း insulin စပြီးတော့ထိုးရတဲ့အဆင့်ကိုရောက်သွားပြီပေါ့အဲ့တော့ပြောချင်တာကတော့เนาะဒီသူ့ရဲ့treatment ပေးရဲ့เนาะ
ဒီအဆင့်နေရာဆိုရင်စချင်း diagnosis ဖြစ်တဲ့အချိန်မှာသူရောက်နေတဲ့ stage ပေါ်မှာမူတည်တယ်เนาะအဲ့လိုမျိုး diagnosis ဒီ stage တစ်ခုကိုသိဖို့ဆိုရင်လည်း HbA1c ပေါ်မှာလည်းမူတည်တယ်လို့မျိုးတခြား screening test တွေလုပ်တဲ့အပေါ်မှာမူတည်ပြီးတော့ဆရာဝန်ကနေပြီးတော့ဘယ်လိုဆေးပေးမယ်ဆိုတာကို discussion သွားမှာဖြစ်ပါတယ်အဲ့တော့အခုကျမတို့ဆက်ပြောချင်တာကတော့ complication screening ပေါ့နော်အဲ့တော့စီးကျိုသွေးကျိုဖြစ်ပြီဆိုရင်ကျမတို့က complication တွေကိုနော် regularly screening လုပ်ရမယ်စောင့်ကြည့်ရမယ်ပေါ့ဘာတွေရှိမလဲဆိုရင်နော် ECG check up လုပ်တာမျိုးတွေရှိမယ်နောက် kidney ပေါ့ဒီကြောက်ကပ်ကိုအမြဲတမ်းပေါ့စစ်ဆေးနေရမယ် protein တွေ loss ဖြစ်နေသလားပြီးရင်ကြောက်ကပ်ကပေါ့နော် filtration rate တွေပေါ့သူရဲ့function ကmaintain ရှိလား maintain လုပ်ထားသလားဒါမှမဟုတ်ရင်ကျသွားသလားစသဖြင့်ပြီးရခါကျတော့သွေးပေါင်တွေအမြဲချိန်နေရမယ်blood cholesterol level တွေကိုနော် regular check up လုပ်နေရမယ်တခြားအရေးကြီးတဲ့နှစ်ခုဆိုရင်သူက eye check up ပေါ့နော်ဒီ diabetes ချောင်းမလို့မျက်လုံးမှာနော်လူကြီးယောဂအပြင်ကို diabetes ကနေပြီးတော့ပို့ပြီးတော့ဒီမျက်လုံးယောဂတွေများစွာပေါ့ပုံစံမျိုးစုံနဲ့ဖြစ်တတ်တယ်အဲ့တော့ eye check ups တွေလုပ်ရမယ်ပြီးတော့အနောက်အရေးကြီးတာကကြတော့နော် fit and sensation check up တွေပေါ့ဘာလဲဆိုရင်တော့ဒီ diabetes ချောင်းမလို့ nerve လေးတွေကပျက်စီးသွားတယ်nerve တွေ damage ဖြစ်တဲ့အခါမှာသူကဆိုရင်ထုံနာကျင်နာတွေဖြစ်လာမယ်အဲ့ခါကျရင်ဒါထိခိုက်ရှနာတွေကိုပေါ့နော်သူကမသိတော့ဘူးရုတ်တရက်ပေါ့ skin dull တွေရမယ် skin cut တွေဖြစ်တဲ့အခါကျရင်feeling မလာတဲ့အတွက်ကြောင့်မလို့ sensation မရှိတဲ့အတွက်ကြောင့်မလို့အဲ့ဒါတွေဖြစ်ပြီးတဲ့အခါမှာခြေထောက်တွေအနာရင်းမဲ့ခြေထောက်တွေပုတ်တယ်အဲ့လိုမျိုး complication တွေဖြစ်နိုင်တယ်အဲ့ဒါတွေဘာကြောင့်ဖြစ်လဲဆိုပြီးတော့ဆက်ကြည့်လိုက်မယ်ဆိုရင်လည်းဒီခြေထောက်သွေးကြောတွေဆိုရင်လည်းနော် nerve တွေမကောက်သွေးကြောတွေကလည်းပျက်စီးရ damage ဖြစ်တယ်နော်ဒီ sugar တွေ control မကောင်းတဲ့အခါကျရင်အဲ့ခါကျရင်blood supply လည်းမကောင်းတော့ဒီအနာတစ်ခုကဘယ်လိုလုပ်သွားကြက်တော့မလဲဆိုတော့အဲ့လိုမျိုးတွေဖြစ်တတ်တယ်ဆိုတော့အဲ့ဒါတွေအကုန်လုံး screening လုပ်နေရမယ်အဲ့တော့ diagnosis ရတဲ့အချိန်မှာအဲ့ဒါတွေအကုန်လုံး screening လုပ်လိုက်တဲ့အခါမှာ already complications တွေရနေပြီဆိုရင်တော့ဒါဆိုရင်တော့ treatment ကလုံးဝ delay လုပ်လို့မရတော့ဘူးပေးရတော့မယ်တောက်ဆေးတစ်ခုတည်းဖြစ်မလားဒါမှမဟုတ် insulin မှာထိုးပြီးတော့ drug ပေးရတော့မလားဆိုတာကတော့သူရဲ့ body ရဲ့ response control ပေါ်မှာမူတည်ပြီးတော့လုပ်သွားရတော့မှာဖြစ်တယ်ဒီအချိန်ရောက်တဲ့အခါကျတော့ဘာဖြစ်တယ်လဲဆိုရင်နော် diabetes တခုတော့ပဲ control လုပ်နေလို့မရတော့ဘူးblood pressure တွေရော cholesterol တွေရောဆေးတွေပေးရတော့မယ်ပြီးရင်smoking လုပ်နေတဲ့လူတွေဆိုလည်း stop smoking ပေါ့နော်ပြီး exercise ပို့လို့ရမယ်ပြီးရခါကျတော့ဒီ diabetes healthy plate ပေါ့နော်အဲ့ဒါကိုစားရမယ်ဆေးကိုမှန်မှန်တောက်ရမယ်အဲ့တော့ကျမတို့က diabetes လူနာမှာဆိုရင် healthy plate လို့ပြောလိုက်မယ်ဆိုရင်ဒီလိုမျိုးပေါ့အခုပုံမှာပြထားတဲ့အတိုင်းပဲပကံရဲ့เนาะတဝက်လောက်က 50% ကအသီးအရွက်တွေ vegetables တွေ broccoli carrot anything ပြီးရခါကျနောက်တဝက်ကိုကြတော့နောက်ထပ်တစ်ချမ်းထပ်ချမ်းလိုက်တယ်နောက်တဝက်ကို 25% each ပေါ့အဲ့မှာဆိုရင်ပထမ 25% ကဆိုရင်ကျမတို့ protein ပေါ့เนาะအသားရတယ်ငါးရတယ် chicken ရတယ်ပေါ့เนาะပြီးရင်ကြက်ဥရတယ်ဒါပေမဲ့ red meat တော့မရဘူးအမဲသားအဲ့လိုမျိုးဟာမျိုးတွေတော့မရဘူးပြီးရခါကျတော့နောက်ထပ် 25% ကကြတော့ carbohydrate ပေါ့အဓိကတော့ diabetes သမားမှာဒီ carbohydrate တွေအစားများရင်စီးကျို control လုပ်တဲ့အခါမှာသွားပြီးတော့เนาะဘယ်လိုမှ control ကိုလုပ်ဖို့အတွက်အဆင်မပြေနေနိုင်ဘူးအဲ့တော့ carbohydrate ကိုတတ်နိုင်သမျှ short စားရမယ်ဆိုတော့ဒါမဲ့ပုံမှန်ပေါ့နော်fine rice အစားဆိုရင် brown rice ပေါ့ဆန်လုံးညိုပြောင်းစားလို့ရတယ်ပြီးရခါကျ whole grain bread အစားထိုးလို့ရတယ်အကယ်၍potato ဒီ 25% မှာ starch အနေနဲ့စားမယ်ဆိုရင်ထမင်းတော့ထပ်မထည့်နဲ့ပေါ့နော်ဆိုတော့ကြိုက်တဲ့ဟာကိုတစ်ခုရွေးပေါ့အဲ့လိုမျိုးပုံမှန်နေစားပေးခြင်းအပြင်ဆေးလက်တွဲတောက်ခြင်းအပြင် control ပိုကောင်းစေမယ်အဲ့တော့ဒီညမှာမေးစရာရှိရပေါ့ drink ဘာတောက်ရမှာလဲအဓိကတော့ရေတောက်ပါရှင်ရေတောက်
တခြား soft drink တွေပါလည်းမတောက်နေပေါ့နော်ရေကတော့အဓိကပေါ့Okay ဒီ slide လေးကတော့အရင်အရေးကြီးတယ်diabetes ဖြစ်တဲ့လူတယောက်ကเนาะတခါတလေကြာရင်educated ဖြစ်တာမဖြစ်တာနဲ့မဆိုင်ပေါ့เนาะသူတို့ကိုသူတို့ဒီလိုမျိုးပေါ့ confidence အပြည့်ရှိတယ်ငါ lifestyle နဲ့ပေါ့ control လုပ်မယ်เนาะ medication မစကြင်ဘူးဘာလို့ဆိုရင်ဒီလိုမျိုးပေါ့เนาะ chronic disease ဖြစ်တဲ့နော်သွေးတိုးနော်စီးချိုဒါဒီယောဂတွေကဆိုလူတိုင်းသိရဆေးရဆိုရင်ပုံမှန်တောက်နေရမယ်ပေါ့ဟို life long သဘောမျိုးအထီကိုတောက်နေရမယ်ဆိုတော့ဒါဆေးမတောက်ချင်ဘူးကိုဘာသာ control လုပ်မယ်ဆိုတော့control လုပ်ကြရပေါ့နော်စူးစမ်းကြရပေါ့ exercise တွေလုပ်ကြရတယ်နောက်အစားအသောက်ကိုလည်းပေါ့နော်တေချာ control လုပ်တယ်ပေါ့ဒါပေမဲ့လူဆိုတဲ့အခါကျတော့တခါတလေကြာရင်လည်းအဲ့လိုမျိုးပေါ့ဟိုဥပမာgathering ရှိလို့ပေါ့ဒီနေ့တော့ငါစားလိုက်ပါမယ်ဆိုတဲ့အနေမျိုးတွေကလည်းတရက်ထက်မကရှိလာတယ် exercise ကြတော့လေနောက်နေ့မှပေါင်းလုပ်လိုက်ပါမယ်ဆိုအဲ့လိုမျိုးတွေဖြစ်လာတဲ့အခါကျတော့ဒီ control ကနော် consistently ကောင်းမနေဘူး high ဖြစ်လိုက်normal ဖြစ်လိုက် low ဖြစ်လိုက်စသဖြင့်ဖြစ်နေတယ်အဲ့လိုမျိုး delay treatment ဖြစ်တာကောင်းနေလားဆိုတော့မကောင်းနေဘူးဘာလို့လဲဆိုတော့ delay treatment လုပ်ခြင်းအပြင်အချိန်မရွေးပေါ့နော်သူက diabetes emergency အဲ့ဒါက medical emergency ပါပဲစီးချိုထိုးတက်သွားတဲ့အချိန်ကြရင်သူကဆိုရင်unconscious ပါဖြစ်သွားနိုင်တယ်ပြီးတဲ့အခါကျတော့ heart kidney နော် nerve stroke နော် liver ဖြတ်သွားနိုင်တယ်ဆိုတဲ့အခါကျတော့ early treatment လုပ်ဖို့က organs တွေကိုအားလုံးကို complication ကနေပြီးတော့protect လုပ်ဖို့ protect မလုပ်နိုင်ရင်တော့မှเนาะ damage ကို short ချပြီးတော့ဒါမှမဟုတ်ရင်ထပ်ပြီးတော့ damage မဖြစ်အောင်ကာကွယ်ဖို့အတွက်အရန်အရေးကြီးပါတယ်အဲ့ဒီအခါကျတော့အတွေးခေါ်တွေအရန်ကြီးမမှားဖို့လိုတယ်ဆုံးဖြတ်ချက်တွေမှန်နေဖို့လိုတယ်ဒါလေးကိုပြောချင်ပါတယ်ကျွန်မtake home message အနေနဲ့ဆိုရင်လူကြီးမိဘတွေကိုပေါ့နော်ဘာပြောချင်လဲဆိုရင် regular check up လုပ်ပါ regular follow up လုပ်ပါပေါ့နော်အကယ်၍ဆေးစားတောက်နေပြီဆိုရင်လည်းhealthy lifestyle ကိုလည်းတွဲပြီးတော့လုပ်ရပါမယ်ဆေးတစ်ခုတည်းနဲ့လည်းအဆင်မပြေပါဘူး lifestyle လည်း change လုပ်ရပါမယ်အဓိကအရေးကြီးတာကတော့ဆေးကိုတောက်ဖို့เนาะအချိန်ဆွဲနေရထက်ဆိုင်ရင်တောက်ဆရာရှိတာတောက်လိုက်အဲ့ခါကျရင် dose ကနည်းနိုင်သမျှနည်းနည်းနဲ့ control ရသွားလိမ့်မယ်အချိန်ဆွဲနေခြင်းအပြင်ဆေး dose တွေများလာနိုင်တယ်လို့ insulin ကိုပါတွဲပြီးတော့သုံးရတဲ့အခြေအနေမျိုးတွေလည်းဖြစ်သွားနိုင်တယ်အဲ့တော့ပုံမှန်စစ်ဆေးမယ်အချိန်မီကုသမှုခံယူမယ်အဲ့ခါကျရင်ကျမတို့လူချင်းတဲ့ successful aging ပေါ့နော် healthy and successful aging ကိုရမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်เนาะတက်ကြီးပိုင်းဒီမှာဖြစ်တဲ့ယောဂအကြောင်းအရာတွေကိုဆက်လက်ပြီးတော့ပြောပြဆွေးနွေးပေးသွားမှာဖြစ်လို့ like share and subscribe လုပ်ပေးတာပုံမမေ့ပါနဲ့ရှင်အားလုံးကျန်းမာပျော်ရွှင်ကြပါစေ